Hello အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီရတဲ့ဘက်အကျုံးတင်းငါတို့ Roblox ဆောင်းလို့မရကြဘူးလားအဲ့ဒါစမစပ်အဲ့တော့မပေါ့ update လာလိုက်လို့မမconnection ကြိုးရကြိုက်ကိုစားတယ်ပါလားဗလဲတိုက်ဝရမလို့အဲ့တော့ကျွန်တော်လိုက်လဲမရကြလို့ဘာပြီးပြတုံးလဲဆိုကျွန်တော်ပြမယ်ကျွန်တော် Roblox လေးဝင်မှာကျွန်တော်နေတာဖြစ်တဲ့ blog video ဝင်ပြမှာကျွန်တော် game တစ်ခုတော့ဝင်ပြမယ် game တစ်ခုတော့ဝင်ပြမယ်ကျွန်တော်အဲ့နော် game တစ်ခုတော့ဝင်ပြမယ်ခဏလေး game တစ်ခုလေးကိုကျွန်တော်ဝင်ပြမယ်ခဏလေးအခုကျွန်တော် game တစ်ခုလေးဆိုရင် broken နော် broken ဝင်ပြမယ်အဲ့လေ broken နဲ့ဝင်ပြမယ် broken နဲ့ဝင်ပြမယ်ကျွန်တော်ခဏလေး broken နဲ့ဝင်ပြမယ် broken နဲ့ဝင်ပြမယ်မြန်တော့မဆုံးမြန်တော့မြန်နေပြောမယ်ရှူရပါပြီတလားလူကဲတယ်အဲ့ဘာပြီးပြန်တောင်းလဲဆိုကြောက်ရမယ်တင်းရှုတရားကြောပဲတော့တရားကြောကြောပြမယ်ပူတီတို့ပြီးပြန်တော့မှာဟုတ်ပါတယ်ပူတီတို့ပြီးပြန်မြန်ပါလေကြောက်ပြတော်တော်လေးလိုင်းကောင်းတယ်ဘလော့ဖူဆောင်းလိုက်ရတဲ့အနေထားတော့ရှိတယ်ဗျာဘလော့ဖူလည်းဆောင်းလိုက်ရကြိုက်ရင်ကင်းဆော်ရတယ်အဲ့တော့ပြောချင်တာကျွန်တော်သူ့လဲတော့ပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ကျွန်တော်နေနေဘာလို့အောင်လဲဆိုလိုက်မကောင်းဘူး brother what's that brother ခဏလေးနော်ခဏလေးပူတီတို့ဖြစ်ပြန်ကျွန်တော်စားလုံးမနေပါစေမိလိုက်မခဏလေးစားမနေပါသေးမ BOခဏလေး oh my god ငါဖုန်းဝင်ရခဏလေးကျွန်တော်ဒီမှာပေါ့နော်ပူတီတို့ဗီဒီယိုဘယ်ရလဲဆိုကြုံပြပါဖြစ်ပါလေပူတီတို့ဗီဒီယိုကအရင်ဆုံးကြုံ PO TA TO ရရလားဗီဒီယိုဒီလိုမျိုးလေးနဲ့ပေါ့နော်ကျွန်တော်လာမိတော့အဲ့မှာဦးကျွန်တော်ဗီဒီယိုပြုတ်လာတယ်ဗျာကျွန်တော်ဗီဒီယိုပြုတ်လာတယ်ရခဏလေးဦးကျွန်တော်ဗီဒီယိုပြုတ်လာတယ်ဒီကချိန်လိုက်မလားလောလောလေးချိန်လိုက်အောင်နော်ချိန်လိုက်ရပြီဒီနေ့ဗီဒီယိုလေးတော့ပါပဲအားလုံးချိန်နေကြလို့ရှိ like and subscribe အားလုံးလောက်ပြီးအားလုံးတောင်းဆိုကြပါလေအဲ့တော့ဗီဒီယိုလေးရကြတော့ပါပဲတဒါ